အားလုံးပဲမင်္ဂလာပါခင်ဗျာ MTC မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Windows 10 automatic update ဖြစ်နေတာကိုကျွန်တော်အမြဲပေးထားတဲ့နည်းလေးဖြစ်ပါတယ်တခါလေကျတော့ကျွန်တော်တို့ Windows တွေကပေါ့နော်ဒီ Windows 10က update တွေတောင်းနေတယ်ပေါ့ update ကျွန်တော်တို့က update မလုပ်ချင်တဲ့အခါမျိုးမှာဖြစ်ဖြစ်ပေါ့နော်တခါလေကျွန်တော်တို့ကဒီမှာ shutdown ချတဲ့အခါမျိုးမှာပေါ့နော်သူကshutdown ချတဲ့အခါမျိုးတွေမှာလည်းကျွန်တော် update in shutdown တို့ update in restart တို့ဒါမျိုးလေးတွေပေါ်နေတာပေါ့နော်သူဟာနဲ့သူ automatic update ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးအခက်အခဲလေးတွေပြဿနာလေးတွေကြုံတတ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Windows 10 automatic update ကိုအမြဲပေးထားမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ control panel တွေကိုဝင်လိုက်ပါကျွန်တော်ဒီ search box လေးမှာ control လို့ရိုက်ထည့်လိုက်ပါ CON လို့ရိုက်ထည့်လိုက်တာနဲ့ကျွန်တော်ဒီမှာ control panel ဆိုလေးတွေ့ပါလိမ့်မယ်เนาะသူ့ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဟုတ်ကဲ့ဒီထဲမှာကျွန်တော်တို့ကအကယ်၍ကျွန်တော်တို့ category ဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ large icon ဆိုလေးကိုပြန်ပြောင်းလိုက်ပါเนาะ large icon လေးကိုပြောင်းလိုက်ပါ large icon လေးပြောင်းလိုက်မှကျွန်တော်ဒီမှာ administrator tool ဆိုတာလေးရှိလိမ့်မယ်เนาะဒီ administrator tool ထဲမှာ administrative tool ပေါ့เนาะဒီ tool လေးကိုတစ်ချက်နှိပ်လိုက်ပါဟုတ်ကဲ့เนาะကျွန်တော်ဒီ administrative tool လေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဒီလိုမျိုး box ကလေးတစ်ခုထပ်ကျလာလိမ့်မယ်ဒီထဲမှာမှကျွန်တော်တို့ service ဆိုတာလေးရှိပါတယ်เนาะ service ဆိုတဲ့စာလေးရှိတယ်ဒီ service ဆိုတာလေးကို click နှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဟုတ်ကဲ့ဒီလိုမျိုး box လေးတစ်ခုထပ်ပြီးတော့ကြာလာလိမ့်မယ်ဒီထဲမှာကျွန်တော်တို့ window update ဆိုလေးကိုလိုက်ရှာပါဒီမှာပြီးမှကျွန်တော်တို့ scroll bar လေးရှိပါတယ်ဒီ scroll bar လေးကိုဖြည့်ဆွဲပြီးတော့အောက်ကိုဆွဲလိုက်ပါเนาะဒီမှာ window update ဆိုလေးကိုဒီထဲမှာလိုက်ရှာပါဒီမှာเนาะကျွန်တော်တို့ window update ဆိုလေးကိုတွေ့ပြီဆိုတာနဲ့သူ့ဘောကို click နှစ်ချက်နှိပ်လိုက်ပါเนาะသူ့ဘောမှာ click နှစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာဒီလိုမျိုး box လေးတစ်ခုထပ်ကြာလာလိမ့်မယ်ဒီထဲမှာကျွန်တော်တို့ disable ဆိုလေးရွေးပေးပါเนาะ disable ဆိုလေးရွေးပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ apply နှိပ်ပါပြီးရင် okay ဆိုလေးပေးပါဒါကတော့တနည်းပေါ့နော်ဒီနည်းလေးကတော့ကျွန်တော်တို့ပြန်ပြီးတော့ update ဖြစ်တာတွေရှိပါတယ်ဆိုတော့နောက်ထပ်တနည်းလည်းရှိပါသေးတယ်เนาะဒီနည်းလေးကိုအရင်ဆုံးလာပြီးတော့ disable လာလုပ်လိုက်ပါနောက်တနည်းကကြတော့ကျွန်တော်တို့ window logo လေးကိုဖိထား R ကိုနှိပ်ပါเนาะ run box လေးခေါ်လိုက်တာပေါ့ဒီ run box ထဲမှာကျွန်တော်တို့ MMC လို့ရိုက်ထည့်ပါเนาะ MMC ပေါ့เนาะ MMC လို့ရိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ keyboard က enter ခောက်လိုက်ရပါတယ် okay ကိုနှိပ်လိုက်ရပါတယ်เนาะyes or no မေးလို့ရှိရင်ကျွန်တော်တို့ yes ကိုနှိပ်ပေးပါဟုတ်ကဲ့เนาะဒီလိုမျိုး box ကလေးတစ်ခုကြာလာတဲ့အခါမှာကျွန်တော်ဒီမှာ file ဆိုတာလေးရှိပါတယ် file ဆိုတာလေးကိုတစ်ချက်နှိပ်ပါပြီးလို့ရှိရင်ကျွန်တော် edit remove ဆိုတာလေးရှိပါတယ်ဒီ edit remove ဆိုတာလေးကိုတစ်ချက်နှိပ်ပါပြီးတဲ့အခါမှာကျွန်တော်တို့ဒီမှာ group policy ပေါ့เนาะ group policy ဆိုတာလေးကိုကျွန်တော် click နှစ်ချက်နှိပ်လိုက်ပါเนาะ group policy ဆိုတာလေးကို click နှစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော် finish ဆိုတာလေးကိုတစ်ချက်နှိပ်ပါokay နှိပ်လိုက်ပါเนาะအဲ့လိုမျိုးနှိပ်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာ local computer policy ဆိုတာလေးပေါ်လာပါလိမ့်မယ်ဒီ local computer policy ဆိုတာလေးရဲ့ဘေးနားလေးမှာမြားလေးရှိပါတယ်เนาะကျွန်တော်ဒီမှာမြားလေးရှိတယ်ဒီသူ့ကိုဒီကောင်ကျဲချက်လိုက်မယ်เนาะဘေးနားမှာသူမြားလေးရှိပါတယ်ဒီမြားလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะဒီမှာကျွန်တော်တို့စာတန်းလေးနှစ်ခုထပ်ကြလာတယ်ပေါ့เนาะဒီထဲမှာကျွန်တော်တို့ computer configuration ဆိုတာလေးကိုတစ်ချက်ဒီမှာဘေးနားမှာမြားလေးရှိတယ်သူဘေးနားမြားလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာ administrative template ဆိုတာလေးရှိပါတယ်เนาะနည်းနည်းအကျယ်ချက်လိုက်မယ် okay ဒီမှာ administrative template ဆိုတာလေးရှိတယ် administrative template ရဲ့ဘေးနားမှာလည်းကျွန်တော်မြားလေးတစ်ခုရှိပါတယ်เนาะဒီမြားလေးကိုကျွန်တော်တစ်ချက်နှိပ်ပါပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ window component ဆိုတာလေးကိုသူ့ရဲ့ဘေးနားမှာပေါ့เนาะ window component ရဲ့ဘေးနားလေးမှာမြားလေးတစ်ချက်နှိပ်လိုက်ပါokay အစင်းစင်းလေးเนาะဒီမှာကျွန်တော်တို့ local computer နောက်ပြီးကြလို့ရှိရင် computer configuration နောက်တစ်ခါကျွန်တော်တို့ဒီမှာ administrative template ပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာ window component ပေါ့เนาะ window component ရောက်တဲ့အခါမှာကျွန်တော်ဒီအောက်နားလေးကိုဆွဲချလိုက်ပါเนาะအောက်နားလေးဆွဲချလိုက်ပါကျွန်တော်တို့ဒီအောက်နားလေးမှာကျွန်တော် window update ဆိုတာလေးတွေ့လိမ့်မယ်window update ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါเนาะသူကြတော့ကျွန်တော်တို့ဒီဘေးကမြားကိုနှိပ်စီရမလို့တော့ဘူးဒီ window update ဆိုတဲ့အပေါ်မှာ click တစ်ချက်နှိပ်လိုက်ပါဒီထဲမှာကျွန်တော်တို့ automatic update ဆိုတာလေးလိုက်ချလိုက်ပါเนาะဒီမှာเนาะကျွန်တော် automatic update ဆိုတာလေးကိုတွေ့လို့ရှိရင်ကျွန်တော်တို့သူ့ပေါ်မှာ click နှစ်ချက်နှိပ်လိုက်ပါเนาะ click နှစ်ချက်နှိပ်လိုက်ပါဟုတ်ကဲ့ဒီလိုမျိုး box ကလေးတစ်ခုကြာလာလိမ့်မယ်เนาะဒီထဲမှာလည်းကျွန်တော်တို့ disable ဆိုတာလေးရွေးပေးလိုက်ပါเนาะ disable ဆိုတာလေးရွေးပေးလိုက်ပါပြီးရင် apply နှိပ်ပါပြီးရင် okay နှိပ်ပါအဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ auto update ဖြစ်တဲ့ဟာလည်းကျွန်တော်တို့ disable ဖြစ်သွားပြီပေါ့เนาะအလုံးမလုံးတော့ဘူး disable ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကြည့်ချီကလေးနဲ့ထွင်မယ်ပေါ့เนาะကြည့်ချီကလေးနဲ့ထွင်မယ် yes or no မေးတယ် yes or no မေးလို့ရှိရင်ကျွန်တော် yes ကိုနှိပ်ပါ yes ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะokay ရပြီเนาะအဲဆိုလို့ရှိရင်ကျွန်တော်တို့ window update ကလုံးဝအမြဲပိတ်သွားမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒီသဘောတရားလေးကကျွန်တော်တို့တော်တော်များများလဲကျွန်တော်
page မှာပေါ့နော် Facebook page မှာ MDC Facebook page မှာခဏလာမေးကြပါတယ်เนาะအများကြီးအခက်အခဲဖြစ်နေတဲ့ညီကောင်မောင်နှမတွေလည်းရှိပါတယ်ဆိုတော့ဒီသဘောတရားလေးကအားလုံးတွေ့လည်းအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะတကယ်လို့ဒီ video file လေးကပြောတာလေးကနည်းနည်းလေးမြန်သွားတယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ပြန်ပြီးတော့ကြည့်ပေးပါเนาะဟုတ်ကဲ့ပါညီကောင်မောင်နှမများအားလုံးပဲနားလည်ကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အစင်းလည်းပြေကြပါစေเนาะအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ